ယနေ့ဒီဆက်မဲ့ဇလန်းလေးကတော့ຫນွေရဲ့အတားလို့အမည်ရပါတယ်ဒီဇလန်းလေးထဲမှာချစ်ချင်းကျင်နာချင်းယူရချင်းတွေနဲ့အတူဝမ်းနည်းစရာအဖြစ်ကိုတင်ဆက်ပေးမှဖြစ်လို့ဇလန်းလေးကိုဆုံးအောင်နားထောင်ပေးစေချင်ပါတယ်ခင်ဗျຫນွေရဲ့အတားအပိုင်း1မန္တလေးမြို့ရဲ့အေဘီလຫນွေလေကောင်နေအောင်ကြီးကရေပြင်ပေါ်ကိုကြာရောက်နေတာဟာပူပြင်းလှပေမဲ့လေတူထဲမှာတော့ထူးခြားတဲ့ရနံ့တစ်ခုတင့်ပြတ်နေပါတယ်အဲ့ဒါကတော့တကြံမို့အနှဲငယ်ရွာသွန်းပြီးနောက်ထွက်ပေါ်လာတဲ့ရေနံ့နဲ့အတူလမ်းမဘေးတစ်လျှောက်ပွင့်အားလာကြတဲ့ဗတော်ဖူးတွေရဲ့ရနံ့ပဲဖြစ်ပါတယ်။လမ်းကြားလေးတစ်ခုရဲ့ဒေါင်နားမှာရှိတဲ့တရေမြေကြီးအောက်မှာအသက်9နှစ်ရွယ်ကောင်လေးတစ်ယောက်ဟာသူ့ရဲ့စစ်ကူကိုပြင်ဆင်နေပါတယ်။အဲ့ဒါကတော့ရေအိုးခွဲထဲမှာရေတွေအပြည့်ထည့်ထားတဲ့ရေပြုတ်တနက်အစုပ်ကလေးပါပဲ။သူကတော့လွင်ဆိုးပါ။ဟေးလွင်ဆိုးခဏဆောင်လေဟာအမေကတနခါလူပင်နေလို့ကြာသွားတာ။သူ့နောက်ကအပြေးလွှားလိုက်လာတာကတော့ပါးပြင်မှာတနခါဘလူးကွက်လေးနဲ့ချစ်စရာကောင်းတဲ့မိမငယ်လေးမိသကြံဖြစ်ပါတယ်။သူမရဲ့လက်ထဲမှာလည်းအနီရောင်ပလတ်စတစ်ရေပုံးလေးတစ်ခုကိုကိုက်ထားတယ်။မြင်မြင်လာပါမိသကြံရဲ့ပိုလန်းကကောင်းတွေဒိုလန်းတဲ့ကိုရေလာပတ်တော်မယ်။ငါတို့ခန်းစစ်ပြင်းရတော့မယ်လေ။လွင်ဆိုးကအခက်တီတီနဲ့ပြောလိုက်ပြီးပဲမိသကြံကတော့အမောတကောနဲ့လွင်ဆိုးရဲ့အင်ကြီးစားကိုဆွဲထားမိတယ်။ထိုစဉ်ကသူတို့နှစ်ယောက်ရဲ့ကဘာဟာရေပက်ကစားဖို့နဲ့စော်ကစားဖို့ကလွင်ရင်ဘာမှမရှိခဲ့ပါဘူး။အတူတူကြောင်းသွားကြတယ်။အပြန်ချရင်လည်းလွင်ဆိုးကမိသကြံရဲ့လွယ်လေးကိုကူးတယ်ပေးတတ်တယ်။နင်ကငါရဲ့မိမလုံးမလားလို့လွင်ဆိုးကစားနောက်ခဲ့တဲ့အခါတိုင်းမိသကြံကရှက်ပြုံးလေးနဲ့ခဲတဲ့နဲ့ပြစ်ပေါက်လေးရှိတဲ့ဟာသူတို့နှစ်ယောက်ရဲ့ငယ်ဘဝပကြီးကတစ်ချက်ပါပဲ။15နှစ်အကြာမှာတော့နွေရာသီဟာနောက်တစ်ချိန်ရောက်ရှိလို့လာခဲ့ပါပြီ။ဒါပေမဲ့ဒီခါတော့သူတို့နှစ်ယောက်ဟာရေပြုတ်တနက်လေးတွေကင်ထားတဲ့ကလေးငယ်လေးတွေမဟုတ်တော့ပါဘူး။တက္ကသိုလ်ဝင်တွင်ချင်းတစ်ပုတ်မကြီးအောက်မှာလွင်ဆိုးတယောက်ထိုင်ဆောင်နေပါတယ်။သူကအခုဆိုရင်အရန်မောင်းကောင်းကောင်းမျက်နှာတီတီတက်တက်နဲ့လူငယ်တူဖြစ်နေပါပြီ။သူ့ရဲ့မျက်လုံးတွေကတော့ကြောင်းဆောင်ဘက်ကထွက်လာတဲ့သူတူးတဲ့သောမိန်းကလေးစီမှာပဲရှိနေပါတယ်။စောင်းရတာကြားသွားလားလွင်။ဒီနေ့ဆီယမကချီရိုရီရဲ့အတွက်လိုတာလေးတွေရှင်းပြတယ်လို့နောက်ကျသွားတာ။မေတကြံဟာကျောင်းဝတ်စုံအဖြူနဲ့အစိမ်းလေးကိုရင်ရင်လေးဝတ်ထားပြီးလွင်ဆိုးအနားကိုရောက်လာပါတယ်။သူမရဲ့ပါးပိမောကတနက်ခါအနံလေးတွေဟာလွင်ဆိုးရဲ့နှလုံးသားကိုအေးမြစေပါတယ်။မကြပါဘူးမေရဲ့မိကိုစောင့်ရတဲ့အချိန်တိုင်းကကို့အတွက်တော့ကြပြားတစ်ပုတ်ဖတ်နေရတယ်လို့ပါပဲ။ဒီမှာလွင်ဆိုးစကားတွေတိတ်တက်နေတာပဲနော်။ငယ်ငယ်ကငါ့ကိုရေပြတ်တဲ့နဲ့ပြစ်လိုက်တဲ့ကောင်လေးဟာဟုတ်ရလားတော့မသိတော့ဘူး။မေတကြံကစားနောက်လိုက်တော့လွင်ဆိုးကသဘောကျသွားရီမောလိုက်တယ်။သူတို့နှစ်ယောက်ဟာကျောင်းပလက်တိုင်ဖြည်းဖြည်းချင်းလျှောက်လာကြပါတယ်။လမ်းမေကငူဝပန်းတွေကသူတို့ရဲ့ခေါင်းပေါ်ကိုရွှေရောင်မိုးဆက်တွေလိုကြွေကျနေကြတယ်။မေကျောင်းပြီးရင်ဘာလို့ကိုစိတ်ကူးထားလဲ။လွင်ဆိုးကလေးလေးနက်နက်မေးလိုက်တဲ့အခါမေတကြံခစ်တာမြငြိမ်သက်သွားပါတယ်။သူမရဲ့မျက်ဝန်းတွေထဲမှာစိုးရုံရိတ်တွေတဖြည်းဖြည်းဖြတ်သွားတာကိုလွင်ဆိုးသတိထားမိလိုက်တယ်။မိကတော့ဆ iam မလုပ်ချင်တာပေါ့ဒါပေမဲ့ဖေဖေနဲ့မမီကတော့သူတို့စီးပွားရေးမှာကူညီစေခြင်းမို့ရတယ်ကို့မှာလက်စိတ်ကူးတွေရှိတယ်မေကိုအလုပ်ကြိုးစားမယ်ဘေးကိုတင်းတင်းတဲတဲနဲ့တောင်းရနိုင်အောင်ကိုအစွမ်းကိုကြိုးစားမှာပါမေကိုစောင့်နိုင်မလားယင်လွင်ဆိုးကမေတကြံရဲ့ရှေ့မှာရက်လိုက်ပြီးသူမရဲ့လက်ကလေးတွေကိုညှင်းသားစွာဆုပ်ကန်လိုက်ပါတယ်မေတကြံရဲ့ရင်ခုန်တန်တွေကမြန်လာတယ်ငယ်ဘဝတငယ်ချင်းဘဝကနေချစ်သူဘဝကိုကူးပြောင်းခဲ့ကြတာတိတ်မကြသေးပေမဲ့သူတို့နှစ်ယောက်ရဲ့တိုင်ဝမ်စင်ကတော့ဆယ်စုနှစ်မကခိုင်မြဲနေခဲ့ပါပြီမင်းဆောင်မှာပေါ့လွင်မမဟုတ်ရင်မေးဘဝမှာဘသူ့ကိုမှအစားမထိုးနိုင်ဘူးဆိုတာလွင်သိပါတယ်ထိုစကားဟာຫນွေဦးရဲ့လေပြင်းနဲ့အတူပြန့်လွင့်သွားခဲ့ပါတယ်ဒါပေမဲ့သူတို့မသိတာကကံကြမ္မာရဲ့မှုန်တိုင်းဟာသူတို့စီကိုဥတီနေပြီဆိုတာပါပဲမေးတဲ့ကျအိမ်ပြန်ရောက်လာတဲ့အခါအိမ်ရှိမှရက်ထားတဲ့ဇိမ်ခံကအမဲကြီးတစ်စီးကိုတွေ့လိုက်ရတယ်အိမ်ထဲကနေထွက်ပေါ်လာတဲ့ရီမောတန်တွေကသူမကိုစိုးရင်စိတ်ဝင်စေပါတယ်။အဲခန်းထဲမှာသူမရဲ့ဖခင်ဦးဘိုဝင်းကဧည့်သည်တယောက်နဲ့ရင်းရင်းနှီးနှီးစကားပြောနေတယ်။အော်သမီးပြန်လာပြီလား။လာဒါကဦးလေးတို့မိတ်ဆွေရဲ့သားကိုနိုင်နဲ့သမီးတဲ့အသက်နည်းနည်းကြီးပေမဲ့လုပ်ငန်းခွင်မှာတော့တော်တော်လေးအောင်မြင်နေတဲ့သူပေါ့။မိတကြံကရင်ကျေးစွာနှုတ်ဆက်လိုက်ပေမဲ့သူမရဲ့စိတ်ထဲမှာတော့တခုခုကိုအလိုမကျသလိုခံစားနေရတယ်။ကိုနိုင်ဆိုတဲ့လူငယ်ကသူမကိုကြည့်နေတဲ့အကြည့်တွေကရိုးသားမှုမရှိသလိုခံစားရပါတယ်။ညသာစားပွဲမှာတော့အခြေအနေတွေကပိုရှင်းလင်းလာပါတယ်။သမီးကိုနိုင်ကသမီးကိုသဘောကျတယ်လို့ပြောတယ်။ဘ
ဖေဖေတို့လူကြီးချင်းလည်းသဘောတူထားကြတယ်သမီးကြောင်းပြီးတာနဲ့စစ်ဆက်ပွဲလုပ်ဖို့ငါတို့စီစဉ်နေပြီ ဥပုံဝင်းရဲ့ပြတ်သားတဲ့စကားကြောင့်မြေတကြံရဲ့လက်ထဲကထမင်းလောဟာလယ်ရင်းမှာနင်းသွားခဲ့ရတယ်။သူမလွင်ဆိုးကိုတတိယလိုက်မိတယ်။လွင်ဆိုးရဲ့နှွေးထွေးတဲ့အပြုံးတွေသူတို့ရဲ့ဂရီစကားတွေအခုတော့ထိုအရာအလုံးကနှွေဦးရဲ့အပူချိန်အောက်မှာအရေးပြောသွားတော့မယ်နှင်းငဲတွေလိုဖြစ်နေပါပြီ။အဖေသမီးမချစ်သူရှိတာသိရသားနဲ့အဲ့ဒီလွင်ဆိုးလားအပူတွေပြောမနေနဲ့ဘဝဆိုတာအချစ်တခုကနေတိဆောက်လို့ရတာမဟုတ်ဘူး။ တက်တောက်တက်တာနေရဖို့ကအဓိကပဲဒါအဖေတို့ရဲ့ဆုံးဖြတ်ချက်ပဲသမီးမိသကြံအခန်းထဲကိုပြေးဝင်ပြီးတကားကိုပိတ်လိုက်ပါတယ်ဗရင်းမောက်ကနေလှမ်းမြင်နေရတဲ့လာယောင်ဟာသူမအတွက်တော့အရင်လိုမလှမ်းပါတော့ပါဘူးတကြံရောက်ဖို့ကလည်းရက်ပိုင်းပဲလိုတော့တယ်နှစ်တကူရဲ့ပျော်ရွှင်မှုအစားသူမရင်ထဲမှာတော့ပူလောင်မှုတွေကအစကျุနေပါတော့တယ်လူရဲ့အတာဇလန်းအခန်းတစ်ဇလန်းလေးကိုကြက်နေတဲ့မယ်ဆိုရင်ကျွန်တော်ရဲ့Story Pocket Channel လေးကို Subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်အားလုံးဘေးကင်းကြပါစေခင်ဗျာ